ဒါတွေကတော့တောင်ကြီးမြို့ရဲ့နေထွက်ချိန်လေးကိုသွားကြည့်ခဲ့တာပါဒါတော့တောင်ကြီးမြို့ကိုသွားနေပါပြီလို့တောင်ကြီးမြို့ရဲ့အလှအပကိုခီးသွားကားပေါ်ကနေလှမ်းရိုက်ထားတဲ့ဗီဒီယိုလေးပါခင်ဗျာရန်လေးတရားလှပပါတယ်ရန်ကိုတရားပါတယ်ခင်ဗျာဒါလေးကတော့ဖျားပေါ်ဝင်လှမ်းရိုက်ထားတာပါတရင်ကျော်လာပညာလေးဖြစ်တဲ့အတွက်မိလေးထိန်ထိန်တာနေတဲ့တောင်ကြီးမြို့ရဲ့အလှအပတောင်ကြီးမြို့တစ်ခုလုံးပေါ့အလှအပကိုဖျားပေါ်ဝင်လှမ်းရိုက်ထားတဲ့မြင်ကွင်းလေးပါအရန်ကိုလည်းလှပပါတယ်ဒီလိုလေးဆိုပိုးတော့လှသေးပါတယ်တောင်ကြီးမြို့တစ်ခုလုံးမြင်ရတဲ့မြင်ကွင်းလေးရန်ကိုတာယာလှပပါတယ်လို့ဘုံဝတင်းတို့လာပညာဒါလေးကတော့နေထွက်ခြင်းကိုတောင်ကြီးမြို့ရဲ့နေထွက်ခြင်းကိုတွားရောက်ကြည့်ရှုခဲ့တာပါမနက်မိုးလင်းအစိုးရဆိုတော့လူကိုလေးကြာအခုဆိုရင်နေထွက်လာပါတော့မယ်နေထွက်ခြင်းကိုစောက်ပြီးတော့ဗီဒီယိုလေးလှမ်းရိုက်ထားတာပါခင်ဗျာအခုတော့ထွက်လာပါပြီနေမင်းထွက်လာပါပြီခင်ဗျာအရန်ကိုလှပပါတယ်အဲ့ချိန်မှာသဘောနဲ့ရိုက်တဲ့လူတွေနဲ့ဗီဒီယိုရိုက်တဲ့လူတွေတော့များပြားပေါ့အရန်လှတဲ့မြင်ကွင်းလေးပါခင်ဗျာအားလုံးကြည့်ရှုနိုင်အောင်ဖော်ပြခြင်းဖြစ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာတဘာဝအလှပလေးတွေရှုထားနိုင်ပါစေလို့တင်ပြခြင်းဖြစ်ပါတယ်